တေးသေးလေးရောစားဝမ်းစားအကောင်နုံညာ အထီးမကွဲတယ်လားခွေး ဒီကောင်ငါလက်ကြီးလည်းပါတော့ ခွေးတစ်ကောင်ကို16သိန်းပါလာဝယ်ခြင်းနဲ့ဆိုလို့ချင်းတော့39 109 110 ဟေးက ဒါခွေးကဒါရိုးခွေးမဟုတ်ပါဘူးခွေးမအေးပြတော့ခွေးမကြီးပြလဲ ဘုမအဲ့ရခွေးမကြီး ဘယ်ထဲမှာ ကောက် သူ့ဖေးရတော့ဒီဘက်မှာပါသူ့ဖေးရဒီမှာသူ့ဖေးဟိုအဝင်သွားဟောဖေးနဲ့မအေးနဲ့ဒီအောင်မှာဖေးနဲ့မအေးမအေးရဒီအောင်မှာမအေးရမအေးရဒီမှာပါမအေးရဒါမအေးပါဒါဖေးပါဖေးနဲ့မအေးနဲ့ပေါင်းဆက်ပြီးတော့မဝေးထားတာဒီကောင်လေးတွေပါမဟဲ့ဒီကောင်လေးတွေပါတဲ့တကောင်ကောင်16သိန်းနဲ့ရောင်းအောင်နော်အလျှော့တင်းပါရှိရလကားပါလားတကောင်16သိန်းလားဆိုတော့ထောသွားပါခုချိန်နေဆိုတော့ ဝယ်မဲ့လူလည်းရှိဘူး ဝယ်မဲ့လူလည်းမရှိဘူး ကျုပ်လိုက်ပါလေလိုက်မယ်လေယူကြမှာလွယ်မုံစားရင်ခွေးတွေကနာပေါက်နာဘာလို့ဖြစ်လဲဟမ်ကျွတ်ကြိုက်ထားတယ်ခွေးတွေကဂုတ်လေးတွေမလား ကျွတ်ကြိုက်ထားတာ တနာပါတယ်ဟိုမှာဟိုကောင်လေးကဖြူပြောက်လေးတွေပါတယ်ဒါရူကီပါပဲမှန်လားဖေးရ ဒီခွေးလေးချက်တယ်မကြည့် ဟိုကောင်းမောဟိုကောင်းဟိုမဟိုတောင်းကောင်းဒီခဏကိုတော့ဒီနိုင်ဘူးဟိုပေါင်းစားနုံညာကောအောက်ကိုလက်ချောင်းလေးတော်တယ်ဗျအောက်ကြ မချီသေးလေးတွေရောမလားချီသေးလေးတွေအောင်ရှိလေး ဒီကောင်မကြည့်နေကြ ဟောလေးကိုကာဝယ်သေးထိုးပေးရမယ်ဒီကောင်လေးကို ပြန်ပကံယူကရပါ အာအမကြီးပါကွာ ဒီကောင်လေးကိုကာဝယ်သေးထိုးအမိုင်းလား အေး ဟုတ်တော့ အထီးပဲကောင်ပါမကြည့်ရသေးပါ ဒီကောင်ရဒီကောင်အထီးဟုတ်တယ်နော် ဒီကကအမတကအဲ့ဒီလေးရပါလား အမကြီးအေးဒီကောင်ရဒီကောင်အထီး အတင်းကမှလည်း ဒီကောင်ရဒါမ ဒီကတော့မှပြန်သေးတယ် ဒီကောင်မ မရများ ဒီကောင်လည်းမပဲ အမ9កောင် ဒါအထီးအထီး3ကောင်လေ အထီး3ကောင်နော်အထီးလေးက3ကောင်ပါအမက5ကောင်ပါဘောင်း8ကောင်ပါလိုချင်နေဆိုရင်တော့09 109 110